ဟယ်လိုပဲနှလုံးမှာဖြစ်ပါတယ်ဒီပဲကကလပဲနဲ့မာဒီဝဲလာတာဖြစ်ပါတယ်ပဲပစ်ဆဲလို့ခေါ်လာမသိဘူးအဲ့ဒါကိုတညစိန်ထားမယ်တညစိန်ပြီးပြီဆိုလို့ရှိရင်ရေသွန်ပြီးတော့ထက်ခါဆေးမယ်ပြောင်းလဲထိဆေးမယ်ပြောင်းပြီးပြီဆိုလို့ရှိရင်ကျိတ်ဆက်ထဲထည့်မယ်ကျိတ်ဆက်ထဲကိုထည့်ပြီးပြီဆိုရင်ရေနည်းနည်းလေးမပြည့်တပြည့်ပေါ့နော်အရန်မပြည့်ပဲနဲ့ထည့်ရမယ်နည်းနည်းချန်ထားပေါ့နော်အဲ့ဒါကိုကျိတ်ဆက်ထဲကိုကျိတ်ပြီးနည်းနည်းလေးပြန်ပြီးတော့အပေါ်အောက်ပြန်ချိတ်ပေးပြီးတော့အကုန်လုံးကြည်သွားတယ်ဒီကြည်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ပိတ်စတန်လေးနဲ့အောက်ကခွဲခံပြီးတော့ထည့်မယ်ပြီးတော့ရေလေးထည့်ပြီးတော့မွေပေးရေထည့်ပြီးမွေပေးပြီးတော့အဲ့ဒါညှစ်ထုတ်လိုက်ပေါ့နော်အရင်ညှစ်ထုတ်ပြီးအထဲမှာအဖက်တွေကြံခဲ့ပေါ့နော်ဖက်တွေကြံခဲ့တယ်စုစုပေါင်းရေထဲတာကတော့ပဲရဲ့6ဆပေါ့နော်တကြားကတော့ကိုကြိုက်တလောက်ထည့်ပါကိုချွတ်ကြိုက်ရဆိုပို့ထည့်ချွတ်မကြိုက်ရဆိုနည်းနည်းပဲထည့်ပေါ့နော်ကျမကတော့နည်းနည်းပဲချိုယုံလေးပဲထည့်ထားတာဖြစ်ပါတယ်6ဆပြည့်အောင်ရေနည်းနည်းထည့်ရပေါ့နော်အဲ့ဒါကိုရေလုံးဝပွက်သွားတဲ့အထိကိုတည်မယ်ဒီမှာပဲအဖက်ကြံတယ်ပေါ့နော်ဒီပဲဖက်ကြံတာကိုတချို့ကကြော်စားတယ်တချို့ကပြန်ပြုတ်ပြီးတော့တုတ်စားတာလည်းရှိတယ်ပေါ့နော်ဘယ်လိုလုပ်စားလဲတော့မသိပါဘူးကဲလုံးဝပွက်သွားပြီဆိုလို့ရှိရင်တော့အိုးချလို့ရပါပြီရှင်။ဆက်ပြီးတော့ကိုကရေခဲနဲ့ပဲတောက်မလားရိုးလေးပဲနွေးလေးတောက်မလားကြိုက်လို့တောက်လို့ရပါတယ်ရှင်။ကျမကတော့အေးလေးနဲ့ရေခဲလေးများလေးတောက်ရှင်လို့ရေခဲများနဲ့တောက်လိုက်ပါတယ်ရှင်။ဒါပဲနို့ရည်ထဲမှာကယ်ဆီယမ်ပရိုတင်းတွေပေါင်းများစွာပါဝင်ပါတယ်ဒါကြောင့်မလို့ဝှချတဲ့လူအတွက်ရောကလေးမိခင်တွေရောကလေးတွေရောလူကြီးတွေရောအကုန်လုံးတက်ရွယ်မြေစားတောက်သုံးနိုင်ပါတယ်ရှင်ကဲအားလုံးစင်ပြေကြပါစေဘိုင်ဘိုင်ကောင်းသောနေ့လေးဖြစ်ပါစေ